ကောင်းမွန်တဲ့လူတွေကိုဘယ်တော့မှနှစ်ခါပြန်မရနိုင်ဘူးတဲ့အစ်စ်တော့လူတွေနဲ့ဆုံရင်ဆုံနိုင်တယ်ကိုယ့်အပေါ်ကောင်းမွန်တဲ့လူတွေကိုတော့အစားထိုးပြန်မရတော့ဘူးဒီစကားကိုအသက်ကြီးမှနားလည်လာတယ်ငယ်ရွယ်တုန်းကအချိန်တွေမှာတော့ခွဲခွာမှုတွေအပေါ်ပေါ့တန်ပဲသဘောထားခဲ့မိတယ်လူတစ်ယောက်ကိုဆုံးရှုံးလိုက်ရခြင်းပေါ်လဲသိပြီးခံစားပူဆွေးမနေတတ်ပဲတယောက်ထွက်သွားရင်တယောက်ဝင်လာမှပေါ်လို့တွေးခဲ့တယ်တကယ်တော့မဟုတ်ဘူးကိုဆုံးရှုံးလိုက်ရတဲ့သူဟာကိုအတွက်တိတ်ကိုကောင်းတဲ့လူတယောက်ချစ်နေတတ်တယ်သူ့ကိုဆုံးရှုံးပြီးနောက်ပိုင်းမှာလူတွေအများကြီးနဲ့ထပ်တွေ့နိုင်တယ်ကို့ပေါ်လဲကောင်းချင်ကောင်းနိုင်တယ်ဒါပေမဲ့လို့မတူတော့ဘူးလူလည်းမတူတော့သလိုခံစားချက်တွေလည်းမတူတော့ဘူးကိုပါပဲလို့အမြဲပြုံးပြီးကြည်နေတတ်သူကိုလိုအချိန်တိုင်းမှာအမြဲအနားမှာရှိနေပေးတဲ့သူကိုရဲ့စိတ်အတက်ကြတိုင်းမှာမငြီးမညူရှိနေပေးတတ်သူပြူလဲချိန်တိုင်းမှာဆွဲထူပေးတဲ့သူဒီလိုမျိုးလူတွေဟာနှစ်ခါပြန်ပြီးမရနိုင်တော့ဘူးအစားထိုးလို့လည်းမရဘူးဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဖြစ်တည်မှုလေးကသူများနဲ့မတူလို့ပဲနောင်တွေဆိုတာနောက်မှရတာဆိုတဲ့စကားကလည်းအမှန်ပဲအဲ့ဒါကြောင့်ကိုဘဝမှာကောင်းတဲ့လူတွေနဲ့စုံစည်းရတဲ့အခါတန်ဖိုးထားပါရှိနေတော့မှချစ်ခင်ကြပါလူကောင်းတွေဟာနှစ်ခါပြန်မရဘူးမဟုတ်လားမိတ်ဆွေ